အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ထိုးပြမယ်ဗီဒီယိုကတော့စင်ကေခေါ်ဆိုင်ပါကဲဆိုတော့ကြည့်အောင်စားလိုက်အောင်လို့နော်ခုကျွန်တော်ထိုးပြမှာကစင်ကေခေါ်ဆိုင်ပါတပည့်ခေါ်ဆိုင်လို့ခေါ်ပါတယ်ကဲကျွန်တော်တို့ကြည့်လိုက်အောင်စင်ကေခေါ်ဆိုင်ထိုးမယ်ဆိုရင်ကျွန်တော်တို့ပထမဦးဆုံး change state ထိုးရမှာပါ change state ရဲ့ဗီဒီယိုကိုလည်းအခြေခံဖွင့်မှုထိုးနည်းကိုလည်းကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်တင်ထားပေးပါတယ်ကျွန်တော်တို့ change state ထိုးပြီးရင်ကျွန်တော်တို့စင်ကေခေါ်ဆိုင်ထိုးပါမယ်စင်ကေခေါ်ဆိုင်ထိုးပါမယ်ချက်လိုက်ကြည့်ပါနော်ကျွန်တော်ဒီမှာမထိုးတော့တစ်ခုကြော့ပါတယ်တစ်ခုကြော့ထိုးပါမယ်ရဲ့ဒီတစ်ခုကြော့မယ်စင်ကေခေါ်ဆိုင်ထိုးတဲ့အခါထိုးချက်ချင်းနော်ပြီးရင်နောက်တစ်ပေါက်မှာဒီပေါက်မှာထိုးထည့်တလွေလေးချက်ချင်းမယ်ပြီးရင်ဒီပေါက်မှာထပ်ထိုးမယ်ကျွန်တော်တစ်ပေါက်စီထိုးရမယ်နော်စင်ကေခေါ်ဆိုင်ကိုပေါင်းစီထိုးမယ်နာထိုးမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်